Vietnam training ကကနေနှုတ်ဆက်လိုက်ရပြီဖြစ်တဲ့ရင်းနော်တတန်းကျင်တစ်ခုမှလေးချင်းဝင်ရတာဟာအောင်မြင်မှုအစားလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အဲ့နေရာကဖျားတွေကတမန်ထက်ပုံများလို့နေပါတယ်အခုလည်းမာပရိသတ်တွေအားပေးခဲ့ကြတဲ့လူငယ်ဖိုင်တာရင်းနောက်နဲ့ထိုင်းနိုင်ငံရဲ့နာမည်ကြီး Vietnam training ကန်တို့ဟာလမ်းခွဲလိုက်ကြပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာနေပါတယ်ဒါရင်းနောက်အတွက်တွေမဟုတ်ပဲမလဝိတ်လောကကနေပြပထွက်ပြီးကစားနေကြတဲ့ဖိုင်တာတွေအတွက်သင်ခန်းစာယူစရာတွေအများကြီးရှိနေပါတယ်ရင်းနောက်ဗီဒန်ကက်ကိုရောက်သွားတာအခုဆိုရင်6လလောက်ရှိခဲ့ပါပြီအဲ့6လအတွင်းမှာသူဟာOne Friday Fight လိုမျိုးကဘာကစောက်ကြည့်နေတဲ့စင်မြင့်ထက်မှာ3ဝဲတောင်ထိုးသက်ခွင့်ရခဲ့တာပါတကယ်တော့ဒါဖိုက်တာတစ်တယောက်အတွက်ရာခဲတဲ့အခွင့်အရေးဖြစ်တယ်လို့ဂျင်မတ်ကလည်းသူ့ဘော်ယုံကြည်မှုရှိခဲ့လို့ပွဲတွေစလိုက်တည်ပေးခဲ့တာလို့ပြောလို့ရပါတယ်ဒါပေမဲ့ကန်ဆိုးရာကအဲ့3ဝဲလုံးမှာအောင်ပွဲတစ်ဝဲမှမရခဲ့ပဲရှုံးနေမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါပဲဖိုက်တာတယောက်အတွက်နိုင်ဝဲပြောင်းဆုံးတာရှင်းတဲ့ပိုင်းဆိုင်ရာထိခိုက်စေတယ်လို့ဂျင်းတစ်ခုအတွက်လည်းသူတို့ရဲ့ကစားသမားကရလက်ထွက်မလာတဲ့အခါပြန်လည်သုံးသပ်မှုတွေလုပ်လာတာကသဘာဝပါပဲဒီနေရာမှာကျွန်တော်တို့အဓိကစဉ်းစားကြည့်ရမှာကရင်းအောင်ရင်ဆိုင်ကြရတဲ့ပြိုင်ဘက်တွေအကြောင်းပါသူဟာတမန်ဖိုက်တာတွေနဲ့ထိုးခဲ့ရတာမဟုတ်ပဲနဲ့ဂျွမ်ကာဆာလီလိုမျိုးအခုလက်ရှိ1ချန်ပီယံရှစ်မှာအရင်ကနာမည်ကြီးနေတဲ့နီးစနစ်ရောအင်အားပါပြည့်စုံနေတဲ့ထိတ်တန်းလူငယ်ဖိုက်တာတွေနဲ့ရင်ဆိုင်ကြရတာပါပြည်ထဲမှာတော့တွေးကြုံသိမ်းမရသေးတဲ့နုနယ်သေးတဲ့ဖိုက်တာတယောက်ကိုဒီလိုထိတ်တန်းအဆင့်နေနဲ့တွေးကြုံရှင်ခိုင်းလိုက်တာဟာတကယ်တော့အစားမတန်လို့နဲ့စိန်ခေါ်မှုတစ်ခုလိုတော့ဆိုရမှာပါဒါရင်းအောင်ကိုပွဲထုတ်ပေးထားတဲ့ဆိုင်ရိုက်ချခံလိုက်ရတယ်လို့မျိုးတော့ဖြစ်သွားစေပါတယ်တကယ်တော့ဗီနန်ကရင်းအောင်ကိုခေါ်ယူခဲ့တာဟာအကြောင်းမဲတော့မဟုတ်နိုင်ပါဘူးအဲ့ဒီချိန်ကတခြားနာမည်ကြီးဂျင်တစ်ခုဖြစ်တဲ့ Fair Test မှာမြန်မာဖိုက်တာကျော်တော်ဝင်းကနာမည်ရလာပြီးလက်စွမ်းပြလာတဲ့အချိန်ဖြစ်နေပါတယ်ကျော်တော်ဝင်းဟာ Fair Test နာမည်ကိုမြင့်တင်ပေးနိုင်တယ်လို့မြန်မာပရိသတ်တွေအားပေးမှုကိုလည်းခိုင်မာရရှိထားတာပါဒါကိုကြည့်ပြီးဗီနန်ဘက်ကလည်းသူတို့စီမှာမြန်မာဖိုက်တာတယောက်ရှိနေရင်အားပေးမှုရောရလက်ရောရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ရင်းအောင်ကိုခေါ်ယူခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကျော်တော်ဝင်းလိုမျိုးအတွေ့အကြုံရင်းကျက်မှုမရှိသေးတဲ့အပြင်ပွဲတည်ပေးတဲ့ပုံစံကလည်းရင်းအောင်အတွက်ရန်ကိုခက်ခဲလို့နေကြတာပါဗီနန်လိုဂျင်မျိုးဟာစီးပွားရေးအရာရောဂုဏ်သိက္ခာရပါရလက်ကိုအဓိကထားတဲ့နေရာမျိုးပါသူတို့စီကကစားမတွေရှုံးနေမှုများလာရင်ဂျင်ရဲ့နာမည်ကိုထိခိုက်နိုင်တယ်လို့ကစားမကိုဆက်ပြီးထောက်ခံပေးဖို့ကိုလည်းတွန်းဆုတ်သွားတဲ့ကြပါတယ်ရင်းအောင်နေနဲ့6လအတွင်း3ပွဲလုံးရှုံးနေခဲ့တာဟာဂျင်မတ်ကလမ်းခွဲဖို့ဆုံးဖြတ်လိုက်ရတဲ့အဓိကအကြောင်းရင်းဖြစ်လာနိုင်ပါတယ်ဒါဖိုက်တာတောင်းရဲ့ရေးချင်းကိုတွေမဟုတ်ပဲနီးပြအဖွဲ့လေးစင်ပေးမှုနဲ့ပွဲတည်ပေးတဲ့သူတွေရဲ့အစီအစဉ်မှားယွင်းမှုတွေကပါမေကွန်းထုတ်ဆရာဖြစ်လာစေခဲ့ပါတယ်ရင်းအောင်တော့ဒါဝမ်းနေဆရာကောင်းပေမဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါလိမ့်မယ်ပြည်တွင်းမှာတွေးကြုံအခြေခံခိုင်မာမရှိသေးပေမဲ့နိုင်ငံကစင်မြင့်ထက်ကိုတန်းတက်ဖို့ကြိုးစားတဲ့အခါမှာဒီလိုအခက်အခဲတွေကရှိနေအောင်ပါပါဂျွမ်ကာဆာလီလိုဖိုက်တာမျိုးနဲ့ထွေရဖို့ဆိုတာအချိန်အများကြီးယူပြီးမှပြင်ဆင်ရမယ့်ကိစ္စပါအခုတော့ရလက်တီမကောင်းခဲ့လို့ဗီနန်နဲ့လမ်းခွဲလိုက်ပြီဖြစ်ပေမဲ့ဒါရင်းအောင်ရဲ့ကစားမဘွားအဆုံးသတ်တော့မဟုတ်ပါဘူးအမားတွေကိုပြင်ဆင်ပြီးနောက်ထပ်ခြင်းအသင်းပဝင်းခြင်းအသင်းမှာပိုပြီးတိုးတက်လာအောင်ကြိုးစားဖို့ပဲလိုအပ်တာပါမြန်မာဖိုက်တာတွေပြပထွက်ရင်ကြုံတွေ့ရလေးရှိတဲ့အခက်အခဲကဘာသာစကားအစားအသောက်နဲ့နင်းချစ်ပိုင်းပြောင်းလဲနေပါပြီရင်းအောင်နေတဲ့ဒီ6လအတွင်းမှာအကောင်းဆုံးစူးစမ်းကင်းမှာတော့သေချာပါပြီဒါပေမဲ့ကမ္ဘာအဆင့်မှာတော့စူးစမ်းရုံနဲ့မလုံလောက်ပဲမှန်ကန်တဲ့အချိန်မှန်ကန်တဲ့ပြိုင်ပွဲနဲ့မှန်ကန်တဲ့လေ့ကျင့်မှုတွေပေါင်းစပ်ဖို့လိုအပ်ပါတယ်ဗီနန်ကနေထွက်ခွာလိုက်ရတာဟာသူ့အတွက်လွတ်လပ်တဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်လို့သူရဲ့အားနည်းချက်တွေကိုသေချာပြန်သုံးသပ်ပြီးပိုကောင်းတဲ့ပုံစံနဲ့ပြန်လာနိုင်မှုမျှော်လင့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ